against Tatsuro Taira. Let's go. Whoever y'all got in front of me, I'll fight. စစ်ဘေးရှောင်ဒုက္ခတွေဘဝကနေ26စက္ကန့်နဲ့တိုင်းပြည်အတွက်ဂုဏ်ဆောင်နိုင်ခဲ့တဲ့ UFC fighter တူတော်ပြည့်သူရဲ့စကားတခွန်းကြောင့်မြန်မာကိုကဘာကတိသွားအောင်လုပ်ပြခဲ့တဲ့ချင်းတောင်တန်းကဘိုးတန်ရတနာတပါ MMA လို့ပြောလိုက်တာနဲ့အောင်လာအန်ဆန်ပြီး UFC မှာဒုတိယတက်ငယ်ဆုံးချန်ပီယံဆက်လက်တီးပိုင်ရှင်ဂျော်ရှူဝါဘန်ကိုတော့အားလုံးသိထားပြီးသားဖြစ်မှာပါငွေချင်း9ယောက်ရှိပြီးဘန်လို့ခေါ်တဲ့ဂျော်ရှူဝါဘန်ကိုမြန်မာနိုင်ငံချင်းပြည်နယ်ဟာကာမြို့မှာ2001ခုနှစ်အောက်တိုဘာ10ရက်နေ့မှာမွေးဖွားခဲ့တဲ့သူ့အသက်10နှစ်သားအရွယ်မှာပဲမြန်မာနိုင်ငံရဲ့အခြေအနေကြောင့်ဘန်တို့မိသားစုဟာဒုက္ခသည်ဘဝနဲ့မလေးရှားနိုင်ငံကိုပြောင်းရွှေ့လာခဲ့တဲ့အစမပြေမှုတွေကြောင့်တာသမီတွေရဲ့နောက်ရေးကိုတွေးပြီးဘန်ရဲ့မိဘတွေကမလေးရှားကနေအမေရိကန်ကိုပြောင်းရွှေ့ပြီးနောက်မှာတော့ဘန်ကအမေရိကန်တန်းဘော်တွေကြောင့်ကြောင်းတက်တိုင်အနိုင်ကျင့်မှုတွေကိုခံခဲ့ရတယ်။နောက်ဆုံးမခံနိုင်တဲ့အဆုံးမှာတော့သူ့အနိုင်ကျင့်မှုတွေကိုပြန်တွန်းလှန်ရင်းရန်ခဏခဏဖြစ်လေရှိတယ်။ဒီအကြောင်းတွေကိုသိသွားခဲ့တဲ့သူ့ရဲ့အတော်ဟာဘန်ကိုတကယ်ယောက်ျားကောင်းတွေရမိသားစုနဲ့သူ့နိုင်ငံကိုကာကွယ်ပေးတတ်တဲ့သူတွေဖြစ်တဲ့လက်ဝဲချန်ပီယံအောင်ပတ်ကွီယိုကိုကြည့်ပါဆိုပြီးအတော်ဖြစ်သူကဆုံးမခဲ့တယ်။ဒါနဲ့ပဲဘန်အတော်ဖြစ်သူရဲ့စကားကိုပြန်ကြားအောင်ရင်ဂျင်တခုမှဘဝတစ်စကြိုပြောင်းလဲဖို့ပြင်းပြင်းထန်ထန်စူးစမ်းပါတော့တယ်ဒီလိုနဲ့ပဲ19နှစ်ရွယ်ပဲရှိသေးတဲ့ဘန်ဟာ2021ခုနှစ်အောက်တိုဘာ19ရက်နေ့မှာတော့တိုနီရဲ့ကူဘဲနဲ့ရှင်မြန်ခဲ့ပြီးဒုတိယအချီမှာအလဲထိုးနိုင်ရရှိခဲ့တယ်2022ခုနှစ်ဒီဇင်ဘာ18ရက်နေ့မှာကျင်းပတဲ့ Fury FC 72ပြိုင်ပွဲမှာပြိုင်ပွဲကိုဒုတိယအချီမှာအနိုင်ရယူပြီး Fury FC Flyweight Champion ကိုရယူနိုင်ခဲ့ပါတယ်သူ့ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်2023ခုနှစ်မှာ UFC နဲ့စာချုပ်ချုပ်ဆိုပြီးနောက်နှစ်မှာတော့အမေရိကန်နိုင်ငံသားချားချွန်စင်ကိုလဲရိုရှုံးနိတ်ကဘန်အတွက်သင်ခန်းစာယူခဲ့ရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်။ဘန်နဲ့ Brandon Ribeiro တို့ရဲ့ UFC 3-1ခုပွဲစဉ်ကိုအခြား UFC fighter ကြီးတွေက Fire of the Night ပွဲစဉ်လို့သတ်မှတ်ခြင်းခံခဲ့ပြီး Flyweight ချန်ပီယံကပတ်ကိုစိန်ခေါ်ခွင့်ရတော့ခဲ့ပါတယ်။ပရိသတ်စိတ်ဝင်စားမှုများတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး၃ကြီးထိုးရတဲ့ပွဲစဉ်တွေရဲ့ထိုးချက်အများဆုံး419ချက်စံချိန်ကိုချိုးပေါက်နိုင်ခဲ့ပြီးမြန်မာနိုင်ငံသားတယောက်အတွက်ဂုဏ်ယူစရာအမခမ်းပါပဲ2025ခုနှစ်ဇူလိုင်1ရက်နေ့စီးရင်ရဂျော်ရှူဝါဘန်ဟာ UFC Flyweight သတ်မှတ်ချက်စင်တင်နေရမှာရပ်တည်နေခဲ့ပြီးစုစုပေါင်း19ပွဲမှာ15ပွဲနိုင်2ပွဲရှုံးရလက်ကောင်းကိုပိုင်ဆိုင်ထားသူတူဦးလည်းဖြစ်တယ်ဝင်းထဲကိုမြန်မာလန်ချုံပြီးဝင်လာတဲ့ဘန်ဟာ UFC တန်စကားကျိုးဝိုင်းထဲမှာမြန်မာလန်ချုံကျင်းထားမှုဥက္ကရာကြီးဒေနာဝိုက်စီမှာခွင်နှောင်းတာမရတဲ့ကြောင့်မြန်မာလန်နဲ့လှုပ်ထားတဲ့သွားကတ်ကိုတက်ပြီး UFC စင်မြင့်ပေါ်မှာပြသခဲ့ပါသေးတယ်။5မိနစ်5လက်မှသာရှိတဲ့ချင်းတိုင်းသားလေးဟာနေစနစ်ကျတဲ့ဘောင်စင်ကိုအပြုကစားတာမို့လက်သီးချက်ရည်အတွက်များများနဲ့ပြိုင်ဘက်ကိုအလဲထိုးနိုင်ယူတက်ပြီးဆက်လက်သီးပိုင်ရှင်လို့ဆိုရလောက်အောင်တခြားဖိုက်တာတွေရဲ့ချီကျိုးခြင်းကိုခံရသူပါ။ဘန်အားကစားနိုင်ပေသားမကလူမှုရေးလုပ်ငန်းများမှာလည်းဆက်ရက်ထက်တဲ့သူတူဖြစ်ပြီးမြန်မာနိုင်ငံငယ်လေးကန်စားနေရတဲ့ပြည်သူတွေအတွက်လှူဒန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ကဘာကျော် EA Sport ရဲ့ UFC Game Series အတွက်ရှူတော့ပေါင်းစုံကနေကင်မရာပေါင်းများစွာဖမ်းယူထားခြင်းခံရပြီး UFC Fighter တိုင်းမရနိုင်တဲ့ခွင့်ရတွေကိုချင်းတိုင်းသားလေးဘန်ကလုတ်ပြသွားခဲ့ပါတယ်။အကောင်သေးပေမဲ့အစိတ်ပြင်းတဲ့ဂျော်ရှူဝါဘန်ဟာ2025ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာပြုလုပ်ကျင်းပတဲ့ UFC 323ပြိုင်ပွဲမှာဘရာဇီးနိုင်ငံသားလက်ဇန်နာပန်နိုဂျာကို26စက္ကန့်နဲ့အနိုင်ယူပြီး UFC Flyweight Champion ကပတ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ UFC ရဲ့သမိုင်းတစ်လျှောက်ဒုတိယတက်ငယ်ဆုံးချန်ပီယံဖြစ်လာခဲ့ပြီးမြန်မာနိုင်ငံကိုကမ္ဘာ့လဲမှာဂုဏ်သတင်းကြီးစီတဲ့အပြင်အရှေ့တောင်အာရှဒေသတစ်ခွင်မှာ UFC ရဲ့အမျိုးသားတဲ့ချန်ပီယံဆုကိုပထမအဦးဆုံးရယူနိုင်ခဲ့တဲ့သူလည်းဖြစ်တယ်။ဘန်ရဲ့ပြန်2019ခုနှစ်မှာကွယ်လွန်သွားပြီးသူ့အတွက်ဟီးရိုးဖြစ်တဲ့သူ့အမေကိုထိုးကြီးတွေစုပြီးအိမ်တလုံးဝယ်ပေးနိုင်ခဲ့ပါတယ်။သူလေးစားကြရတဲ့စံပြတ်ပုဂ္ဂိုလ်ကခရစ္စတီယာနိုရိုနယ်ဒိုဖြစ်ပြီးငယ်စဉ်ကတည်းကဘောလုံးသမားဖြစ်ကျင်ခဲ့ပေမဲ့ကျောင်းပညာရေးနဲ့ MMA လမ်းကြောင်းပေါ်ကိုရောက်ရှိခဲ့တာမို့ဘောလုံးကစားရနာခဲ့ရခြင်းဖြစ်တယ်။တောင်းမဲ့မိခဲ့တရေဆိုသလိုပဲကျိုးဝိုင်းထဲမှာကြောက်ရွံ့ခြင်းမရှိဘဲထိုးတက်နိုင်ဖို့အတွက်သူ့နာမည်ထဲမှာ PLS ဆိုတဲ့နာမည်ကိုထည့်ပြီးဂျိုဂျူဝါသ PLS ဘန်လို့ရည်ရွယ်ခဲ့တာပါမြန်မာဆိုတာနိုင်ငံတစ်ခုနေနဲ့မသိခဲ့တဲ့ UFC ကအခုဆိုရင်ဘန်ကြောင့်ကဘာကျော်တဲ့အထိဖြစ်သွားခဲ့ပါပြီFlyweight တန်းပြင်ဂျိုရှူဝါဘန်ဟာအစ္စလမ်မာကရှယ်အီလီယာတူပူရီယာမာရာဒိုလိုနာမည်ကြီးချန်ပီယံတွေကိုကျော်ဖြတ်ပြီးရှေရော့ကသတ်မှတ်လိုက်တဲ့2025ခုနှစ်ရဲ့ Fighter of the Year ဆုကိုရရှိစေခဲ့တဲ့ MMA Fighter တဦးလည်းဖြစ်တယ်။မမဲလုံးမှန်တဲ့ကိတ်လာတက်ဆူရိုတိုင်ရလာလေကျယ်နေတဲ့ကောင်ကိုကြိုက်တဲ့ကောင်နဲ့ပွဲတည်လိုက်အကုန်ပြင်းမိမယ်လို့မြန်မာနိုင်ငံသားတွေအချစ်တော်ကြီးဂျိုရှူဝါဘန်ကပြန်လည်တုတ်ပြန်ထားပါတယ်။အဖေဂုံယူရတဲ့တားဆိုပြီးအဖေဖြစ်သူရဲ့အုပ်ကူစီမိသားစုနဲ့တူသွားပြီး UFC ချန်ပီယံကပတ်ကြီးပြပေမဲ့တားတယောက်ရဲ့အောင်မြင်မှုကိုအဖေတယောက်မမြင်နိုင်ရှာတော့ဘူး။ချန်ပီယံကပတ်ရပြီးနောက်ဘန်ကိုစိန်ကိုသူတွေများလာတာမို့နောက်လာမဲ့ပွဲတွေဟာရင်ကုန်စရာစိတ်လှုပ်ရှားမှုအပြည့်နဲ့အားပေးရမှာပါဒီဗီဒီယိုလေးထဲမှာမြန်မာကောင်ဆောင်ဂျိုရှူဝါဘန်နဲ့ပတ်သက်ပြီးသူ့ရဲ့အကြောင်းအရာလေးတွေကြံစည်ခဲ့ရင်ကိုမမှာတစ်ချက်လောက်မှန်ပြီးဝင်ရောက်ဆွေးနွေးပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကို Facebook ကကြည့်နေတယ်ဆိုရင် follow နှိပ်ပြီး YouTube ကကြည့်နေတယ်ဆိုရင် subscribe လုပ်ပြီးအားပေးသွားကြပါခင်ဗျာ